YouTube မှာ views တန်းချီရနေပေမဲ့ monetization မရသေးဘူးလားအဆုံးထိကြည့်ပါသင်အရေးကြီးတဲ့အမှားတွေလုပ်နေမိနိုင်ပါတယ် creator အများစုကဒီပြဿနာကိုကြုံတွေ့နေကြပါတယ် views မြင့်လာတဲ့ subscriber တွေလည်းတိုးလာတယ်ဒါပေမဲ့ YouTube partner program ကအမြဲတမ်း reject လုပ်နေတယ် monetization ရဖို့ဆိုရင် subscriber 1000နဲ့ watch hours 4000လိုအပ်ပါတယ်ဒါဒီမလုံလောက်ပါဘူး YouTube က content quality နဲ့ policy လိုက်နာမှုကိုအလွန်အရေးထားပါတယ်တခြားသူတွေရဲ့ content ကိုပြန်တင်တာက reject လုပ်ခံရစီပါတယ် copyright ပါတဲ့ music သို့မဟုတ် clip တွေသုံးရင်ဝင်ငွေကမူလပိုင်ရှင်တွေစီသို့ပြောင်းသွားနိုင်ပါတယ်တန်ဖိုးမရှိတဲ့ low effort content တွေနဲ့ monetization reviews တွေကိုမလဲပါနဲ့ဒါကြောင့် copyright ပြဿနာတွေကိုဖြေရှင်းဖို့ YouTube audio library တွေက royalty free music ကိုသုံးပါကိုယ်ပိုင် voice over ထည့်ပါ commentary နဲ့ storytelling ဖြင့် content ကိုပြောင်းလဲဖန်တီးပါ copyright ပါတဲ့အပိုင်းတွေကိုဖြုတ်ပါသို့မဟုတ်ဖြတ်တောက်ပါ originality audience value နဲ့ consistency ကိုအဓိကထားပါဒါကြောင့် views ရတာနဲ့တွေမလုံလောက်ပါဘူးတကယ်အရေးကြီးတာက monetization ပါကိုယ့် channel ကိုပြန်လည်စစ်ဆေးပါအမှားတွေကိုပြင်ဆင်ပြီးပို့ပြီးတော့ကောင်းမွန်အောင်ကြိုးစားပါနောက်ထပ်အသုံးဝင်တဲ့အချက်လက်တွေကိုသိချင်ရင် channel ကို subscribe လုပ်ထားပါ